โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အရန်ပျော်နေတယ်ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်3နှစ်တာလုံးစုဆောင်းခဲ့တဲ့ပုံးတွေကိုဖောက်မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရင်လဲရင်ခုန်တယ်ပျော်လဲပျော်တယ်ပေါ့နော်ဆိုတော့ပုံးတွေထဲမှာ point တွေဘယ်လောက်ရပြီးတော့ဘာစကင်တွေရမလဲဆိုတာသိချင်တယ်ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ကဲဆိုတော့အစဖောက်မယ်ဗျာပထမဆုံးပုံးအရင်ဖောက်လိုက်မယ်ဒါကတော့ဘောင်တွေကတော့အကုန်ရှိပြီးသားဗျဟိုအလေးပဲယူလိုက်ပါမယ်ဒါကတော့ကျွန်တော် ruby skin ပဲယူပါ ruby လေးလှတယ်နော်ဒီကောင်က point 400ပဲရမှာတင်တယ်ဟုတ် point 200ပဲရတာဟော400တော့မရဘူး what the fuck ဘာရှာတကောင်ပဲမရှိရဘာရှာပဲယူရမှာဒီ epic skin တွေဘာတွေမပေါဘူးလားမသိဘူးနော်ဒါတော့ starlight ပုံ hero တွေအကုန်ရှိတယ် figure map ပဲယူရမှာဒါကတော့ trial ကတ်တယ် trial ကတ်ကလည်းမလေးပုံတော်တော်များပြီရောကျွန်တော်စုထားတာ epic trial ကတ်တွေရတာဗျ lancelot တို့ fanny တို့ဒါလည်း epic trial ပဲဒါလည်း item တွေပဲဗျဒါတော့ skin ပုံတွေမဟုတ်ဘူးပေါ့ဗျာဒီပုံကပါလေးလေအိုး Bruno Eli Bruno Eli လေးရတာမစိုးဘူးဗျ Bruno Eli လေးနဲ့ကျွန်တော်ကြိုက်တော့ကြိုက်တယ်ဒီ skin လေးကိုလေဒါဇီလောင်း okay ဇီလောင်းလေးလည်းမစိုးပါဘူးဒါကဘာဖြစ်မလဲအိုးဟျောင်ရေးဒါ cyclone epic skin cyclone epic skin က point 400ပဲရမဟုတ်တယ် point 400ပဲဒါထွန်ရဲ့ hero တွေလားပါတယ်ရောဒါ epic skin နဲ့အိုးလိုက်ဘူးကြီး what the fuck ဘာလိုက်ဘူးဟော tiger လိုက်ဘူးကြီးအလူကလိုက်ဘူးလေးမြန်ဖြစ်လိုက်ဘူးကွာအလူကတို့ Harriet တို့ Granger တို့ tiger ကြီးอ่ะတိတ်တော့မကြိုက်ဘူးကွာဒါပါလေ dragon အော် Kimi တို့အေးတို့ Kimi လည်းကြိုက်တော့ကြိုက်ပါတယ် Kimi လည်းမစိုးဘူးပြောရမှာပဲဒီ skin လေးလည်းလာတယ် Kimi ဒီ skin လေးလည်းလာတယ်မစိုးဘူးokay ဒါပါကြီးလေအော်ဘလာ dragon skin ခုန Kimi တို့ squad ထဲရပဲဗျဘလာ dragon skin point ကတော့400ပဲရမှာဟုတ်တယ် point 400ပဲဒီကောင်ရောဟောဒီကောင် asma လားဟုတ်တယ် asma ဒါပေမဲ့ကျွန်တော်ပြောရရင်ဒီ skin တွေကို revamp လုပ်ပေးလိုက်တာကျွန်တော်တော့မကြိုက်ဘူးဗျအရှင်းရှင်းပြောရင်ကလောက်ဆိုလဲလေစုပ်ပြတ်တော့သွားတာ skin ကဒါ university surprise chat okay 69နဲ့ဒီကြီးကတော့ဘာမှမပါဘူးသိရကျွန်တော်အဲ့ပုံးလေးကပါလေးကိုထွန်ရကတ်ဒါတော့ဟုတ်တယ် battle lucky dress ဟာ S squad ရဲ့ဟာတွေကြီးပေါက်နေကွာ S squad ရဲ့ဟာတွေမကြိုက်ပါဘူးဆိုမှကျွန်တော်ဒီ squad ရဲ့ skin တွေတခုမှမကြိုက်တော့ revamp လုပ်ပြီးလိုက်ပြီးတော့နောက်ပိုင်းလေမကြိုက် point 400မစိုးတော့မစိုးပါဘူး point 400တော့ရပါတယ်ဒါတာမ normal skin မလို့ချင်း epic လောက်လေးပဲတိုင်းတို့ epic လောက်လေးပဲပေးမလားဒါတွေကဟိုဟာတွေအိုးချောင်း Eli လေးမစိုးဘူးကျွန်တော်မှမရှိသေးဘူးမစိုးဘူးချောင်း Eli လေးလေဒါဇက် special skin point 200ပဲရတယ်ဗျ point 200ပဲဆိုတော့လေမစိုးပါဘူး point 200လဲ200ပေါ့ဒါထွန်ရကတ်တွေဒီကောင်လဲထွန်ရတွေပဲထွန်ရတွေကတော့ battle point မရအောင်ပေါ့ဗျာ battle point တွေကကျွန်တော်မှာပေါ်တယ်ဗျ battle point က battle point တွေမရချင်ဘူးရှင်းပြောရရင်ဗျာ battle point က hero ပဲဝယ်လို့ရတာဗျကျွန်တော်က hero ကအကုန်ရှိတယ်skin တွေပဲမရှိရပါတော့ battle point စာတိုင်းမလေးရရင်တော့ပိုကောင်းမှာဒီပုံကဘာပုံနော်ရင်ဝေးခရအောင်ပုံရင်မီယာ normal skin point 100ပဲရမှာပါဟ
ဟုတ်တယ်မလား point 100ဟုတ်တယ်ဗျ point 100ပဲရတယ် normal skin တွေကတော့ဒါတွေက figment တွေကတ်ကြီးသုံးမှာဟောဒါ starlight ပုံအဲ့ hero တွေကကျွန်တော်မှာအကုန်ရှိရယ် starlight figment ပဲယူရမှာပဲ hero တွေကအကုန်ရှိတော့လေဟာခုနချောင်းကခုနပောက်သွားတာဒါ raffler ပဲယူရတော့မှာပဲ raffler တကောင်ပဲမရှိတာဆိုတော့ point 100ပဲရမှာပဲ bro normal တွေကတော့ point 100ပဲဒါတွေအကုန်ရှိသွားပြီဒါလည်းရှိသွားပြီတခုရွေးမှတော့ရမှာပေါ့နော်ဒါပေမဲ့ figment 80တော့ရတယ်ဗျမစိုးဘူးပြောရမှာပဲ figment 80 queenie လေးပဲယူလိုက်ပါမယ်ဒါ special ဆိုတော့ point ရ200ရတယ်ဗျကျွန်တော် point တော်တော်များပြီပေါ့နော်400ကို5ခုလောက်ရှိပြီအဲ့အတွက်ကြောင့် point တွေကလည်းကျွန်တော်မှတော်တော်များလာပြီဟိုဒါမရှိတာတွေအများကြီးပဲဗျကျွန်တော်လည်း tiger ပဲယူလိုက်ပါမယ်ချောင်း special လေးတော့ကြိုက်တယ်ဆိုပေမဲ့ tiger ပဲယူလိုက်ပါမယ်ဘာလို့ဆို tiger ကဒီ special skin ကတော်တော်လှတယ်ဗျကျွန်တော်တို့ခု color ထွက်လာမဲ့ color skin နီးပါလှတယ်လို့ပြောရမယ်လိုက်ဖို့ထပ်ပူကြိုက်တယ်ကျွန်တော်ဒီ skin ကိုလေ hero တွေကကျွန်တော်မှာရှိပြီးသားတွေဗျ hero တွေကအကုန်ရှိတယ်ကျွန်တော်မရှိတဲ့ hero တကောင်မှမရှိဘူးဒါလည်းဘတ်တက် point တွေပဲရမှာရှိပြီးသား hero ဆိုရင်ဒါ trial ကတ်တယ်ဒါတွေက daily ရတဲ့ပုံတွေပေါ့နော်အဲ့ပုံတွေကတော့ skin တွေမပါဘူးဗျသူက trial တွေပဲပါတာပေါ့နော်hero တွေဒါ hero ဟွာတွေဗျကျွန်တော်မှ hero တွေကရှိပြီးသားဆိုတော့ဘတ်တက် point တွေပဲရတယ်ဒါကတော့ special skin တွေပေါ့နော် special skin တွေက point က200ပဲရမယ်ဗျ point 200ပဲဆိုတော့ကျွန်တော်အနေနဲ့ဘယ်လိုပြောရမလဲဗျာ point 400တန်တော့ပိုလူချင်တာပေါ့ point 200ထက်ဆိုင်တော့ point 400တန်များလူချင်တယ်အဲ့လေးပဲယူလိုက်ပါမယ်အဲ့လေးမစိုးဒီ skin လေးတော့တော်တော်လှတယ်ပေါ့နော်သူကဘယ်လိုပြောရမလဲအသေးပုံလေးဗျာ scale 1ပြစ်တာအသေးပုံလေးဆိုတော့မစိုးဘူးပြောရမှာ point 400တောင်ရတယ်ဗျဒီ skin ကလည်းမစိုးဘူးပြောရမှာပဲ point 400ဆိုရင်ကျွန်တော်တို့ point 200ထက်ဆိုင်တော့ point 400တန်ပို့ပြီးတော့ကျွန်တော်တို့ collection point မှာမြန်အရှိရောက်တာပေါ့ဗျာဒါကကျွန်တော် funny ပဲယူရမှာပဲ funny skin လာဆုံးမဲ့အထဲမှာ sun skin လေးတော့ကြိုက်တယ်ဆိုပေမဲ့ကျွန်တော်မှာ sun skin ကကျွန်တော် starlight skin ရှိရပေါ့နော်အဲ့အတွက်ကြောင့် funny ပဲယူရမှာပဲဒီ funny skin လေးလည်းမစိုးဘူးဒါပေမဲ့ဖုံးမကောင်းရင်တော့နည်းနည်းလေးတယ်ဗျအဲ့ဆက် funny skin ကလေ hero တွေကရှိပြီးသားတွေဗျ hero တွေကကျွန်တော်မှာ hero ပေါက်လို့ရှိရင်ကျွန်တော်ကဟိုဟာပဲရတာဘတ်တက် point ပဲရတာ skin ပေါက်မှကျွန်တော်တို့ figment အနီအောင်ရတာပေါ့နော်ဒါတွေလည်းရှိတယ်ဒါတွေကဟိုပါ trial ကတ်တယ်ကျွန်တော်တို့ diamond ဖြစ်ရင်ပေးတဲ့ပုံလေးတွေဗျအဲ့မှာ trial ကတ်တယ်ဂျွန်ဆန်ပဲယူရမှာပဲလေလာကြီးကြသိမ့်မကြဘူးဗျခုက line မကောင်းဘူးပေါ့နော်ဘို့တို့ line ကအဲ့လိုမျိုးပုံးတွေအများကြီးဖောက်လို့ရှိရင်အဲ့လိုထစ်တက်လို့ဗျပုံးတွေအများကြီးလောက်တယ်ဆိုလို့ရှိရင်လေဖုံးကနည်းနည်းလေးနေရကျွန်တော်လီယိုမော့ကင်နေဆိုတော့လီယိုမလည်းယူရမှာအကုန်ခွဲယူရမှာဒါကကြ lucky box skin trial ကတ်တွေပေါ့နော် lucky box skin trial ကတ်တွေကဒီလေးကောင်ကတော့ကျွန်တော်တို့ diamond ဖြစ်ရင်အပတ်စဉ်ရတာနဲ့တူတယ်အဲ့ပုံးလေးတွေကအဲ့အနီမှာကျွန်တော်တို့ရတာပေါ့နော်ကြာတာဒါကကျွန်တော်တို့ transformer skin trial ကတ်တွေပေါ့နော်ကျွန်တော်အိတ်ပေါက်လေးပဲယူလိုက်ပါမယ်ဒါ hero တွေကကျွန်တော်မှရှိပြီးသားတွေကြီးပဲ hero တွေကအကုန်ရှိတယ်ဒါ epic skin တွေဒါကြီးတို့ epic skin တွေ epic skin က point 400ဆိုတော့မစိုးဘူးပြောရမှာ point 400 epic skin အများကြီးရွေးလို့ရတယ်နော် glow လေးပဲယူလိုက်မလား glow လေးပဲယူလိုက်မယ်လေ
နော် grow လေးမဆိုးဒီ gross skin တော်တော်လာတယ်ကျွန်တော်ကြိုက်ရပေါ့နော်ဒီ gross skin ကို skin ထဲမှာဒီ epic skin ကလာဆုံးပဲကျွန်တော်တို့ pino skin ထက်ကျွန်တော်ဒီ skin ကိုပိုကြိုက်တယ်ဗျဒီ gross skin ကဘယ်လိုပြောရမလဲ gross skin တွေအကုန်ထဲမှာဒီ skin ကလှဆုံးလို့ကျွန်တော်တို့ထင်တာပဲဒီဟာတွေကဟိုဟာတွေဗျဟီးရိုးတွေကရှိပြီးသားတယ်ဟီးရိုးတွေမပေးပါနဲ့တော့လားလို့ဟီးရိုးပုံးတွေဖောက်တော့မဖောက်ရှင်တော့ဟီးရိုးပုံးနေအမှန်တိုင်းပြောရရင်ကျွန်တော်တို့ကရှိပြီးသားဆိုဘတက်ပွိုင်းမရတာဗျာကျွန်တော်တို့ကဘတက်ပွိုင်းကဘာမှလုပ်လို့မရတော့ခုချိန်မှာကျွန်တော်တို့ကအမ်ဘလန်လည်းမှတ်သွားပြီဗျာဟီးရိုးလည်းမှတ်သွားပြီဆိုတော့ဘတက်ပွိုင်းကလကားနေလကားပိုးနေတာဘာမှလည်းသုံးစားလို့မရဘယ်နေရာမှလည်းသုံးစားလို့မရကျွန်တော်တို့ကလည်းဟိုလိုတစ်ကတ်လေးတွေကမှသုံးစားလို့ရအောင်ပဲfigment လေးလေကျွန်တော်တို့ skin လဲလို့ရတယ် starlight skin တွေလဲလို့ရတယ်အဲ့လို figment ကမှသုံးစားလို့ရအောင်ပဲဒါကတော့နာဝူဟိုဟာတွေဗာလဲရုပ်ပုံတွေပေါ့နော်ထွေးကတ်တွေပဲဒါတွေစမ်းသုံးကတ်တွေကြီးပဲအကုန်လုံးစမ်းသုံးကတ်တွေကြီးပဲဒါကဘာကြီးအောင်ဘရိုအဲ့ဒါကျွန်တော်ဘာတွေမှန်းတော့မသိတော့အဲ့ဒါဘာတွေတော့ဟာတရားရောဘာကြီးတော့ကျွန်တော်ပုံးတွေကိုမှတ်မိတော့သူ့ even လာတဲ့ချိန်မှာပဲနည်းနည်းတတိထားမိရပေါ့နော် even ပြီးသွားတဲ့ချိန်ဆိုဘာပုံးတွေမှန်းလဲကျွန်တော်မှတ်မိတော့ဒါဘာရမလဲဟော Roger EP မစိုးဘူး point 400ရတယ်ဘရိုဒါ Roger EP ဒီ skin လေးလည်းမစိုးလှတယ်ပြောရမှာပဲအေးမစိုး400ရတယ် point 400ဆိုမစိုးဘူးပြောမှာဒါ notification ဖတ်တယ်ရှိပြီးသားတယ်မလို့လားဒါလည်းဗတဲ့ point တွေပဲရမှာပါအစမ်းသုံးကတ်တွေပေါ့နော်ဒါတွေကဘာမှမရှိတော့အစမ်းသုံးကတ်တွေပဲရှိတော့တယ် record fat ဒါလည်းစမ်းသုံးကတ်တွေပဲအဲ့ animation fat တဲ့ဒါလေးကတော့ကျွန်တော်ဗာလဲ weekly pack ကနေရတဲ့ပုံလေးပေါ့နော်တော်တော်များတယ်ဗျဒီပုံလေးတွေကျွန်တော်1000ကျော်လောက်တော့ရမှာထင်တယ်ဟုတ်တယ်ကျွန်တော်1100လောက်တော့ရတယ်ပေါ့နော်ကုန်ပြီဗျ